ဇလန်းဆာမှာတော့ Steve ဆိုတဲ့ကောင်လေးတယောက်ကမိုင်းနာအရန်ဖြစ်ချင်ခဲ့ပါတယ်။ဒါပေမဲ့မိုင်းမှာအလုပ်လုပ်တဲ့အဖိုးကြီးတယောက်ကအမြဲ Steve ကိုမောင်းထုတ်ခဲ့ပါတယ်။ Steve အရွယ်ရောက်လာတဲ့အချိန်မှာတော့သူကဖြောပြေးလုပ်ငန်းတစ်ခုမှာဝန်ထမ်းတယောက်ဖြစ်လာခဲ့ပါတယ်။ဒါပေမဲ့သူကအလုပ်ပေါ်မှာပျော်ရွှင်မှုမရှိခဲ့ပါဘူး။တနေ့တော့သူအလုံနားချိန်ထမင်းစားချိန်မှာသူငယ်တုန်းကအိမ်မက်ကလေးတွေကိုပြန်သတိရတော့ပါတယ်။အဲ့ဒါနဲ့ပဲမိုင်းနာလုပ်ဖို့တစ်ခါပြန်သွားခဲ့ပါတယ်။မိုင်းစီကိုရောက်တော့ငယ်ငယ်ကသူ့ကိုအမြဲမောင်းထုတ်ခဲ့တဲ့အဖိုးကြီးနဲ့တွေ့ခဲ့ပါတယ်။ဒီချိန်တော့ရအောင်ဝင်မယ်ဆိုတဲ့စိတ်နဲ့အဲ့ဖိုးကြီးကိုလှည့်ပြီးအတွင်းကိုဝင်သွားနိုင်ခဲ့ပါတယ်။အတွင်းကိုရောက်တော့မိုင်းနဲ့မထင်မှတ်ပဲ offshore dominant ဆိုတဲ့အရာနဲ့ arc crystal ကိုတွေ့ခဲ့ပါတယ်။ထိုအရာတစ်ခုကိုပေါင်းစပ်လိုက်ချိန်မှာတော့ overwall ရဲ့ portal ကြီးပွင့်သွားပါတယ်။ Steve လည်း portal ကတစ်ဆင့် overwall ရဲ့ရောက်သွားချိန်မှာတော့လက်တွေ့ကဘာနဲ့မတူပဲပတ်ဝန်းကျင်က4000တုံးလေးများနဲ့လှပတဲ့ဂိမ်းရွာလေးတစ်ခုလိုဖြစ်နေပါတယ်။ Steve လည်းပတ်ဝန်းကျင်ကိုစူးစမ်းရင် overwall အကြောင်းကိုတဖြည်းဖြည်းသိလာခဲ့ပါတယ်။ညပိုင်းချိန်ကလွယ်လို့ကြံအချိန်ဒီမှာ Steve အနေနဲ့တော်တော်ပျော်ရွှင်ခဲ့ပါတယ်။အိမ်သစ်တွေစောင်းရင်းနဲ့ Dennis ဆိုတဲ့ခွေးလေးတစ်ကောင်လည်းရခဲ့ပါတယ်။ Dennis ကသူ့ချစ်ဆုံး friend ဖြစ်လာခဲ့ပါတယ်။တနေ့တော့ overwall ထဲမှာရှောက်သွားရင် portal အပြက်တစ်ခုကိုတွေ့လိုက်ပါတယ်။ဒီလိုနဲ့ပဲ Steve ကပြန်လဲပြင်ဆင်လိုက်ပြီး portal ကိုမတော်စဖွင့်မိခဲ့ပါတယ်။ Dennis ကအရင် portal ထဲပြေးဝင်သွားတာကြောင့် Steve လည်းအမြန်လိုက်သွားခဲ့ရပါတယ်။အထဲရောက်တော့ Piglin တွေရှိတဲ့နေသားတွေရောက်သွားတာဖြစ်ပြီးသူဖွင့်မိလိုက်တဲ့ portal ဟာနေသား portal ဖြစ်နေခဲ့ပါတယ်။ Piglin ဘရင်မမဲကိုရှာကရွှေအရမ်းမှတ်တာကြောင့် overwall ကိုကျူးကျော်ပြီးရွှေတွေကိုသိမ်းယူဖို့ Steve စီကနေ Offnet Crystal ကိုတောင်းပါတယ်။ Steve က Dennis ကို Offnet Crystal ကိုပေးလိုက်ပြီးသူနေတဲ့ကဘာကသူ့ကရင်အောက်မှာဖွက်ခိုင်းလိုက်ပါတယ်။သူကိုယ်တိုင်တော့အဖမ်းခံလိုက်ရပါတယ်။ Dennis ကတော့ Offnet Crystal ကို Steve နေတဲ့ကရင်အောက်မှာဖွက်နိုင်ခဲ့ပါတယ်။ Offnet Crystal လည်းနှစ်ခုကွဲသွားပြီး overwall ရဲ့ portal ကတော့ပိတ်သွားခဲ့ပါတယ်။အချိန်တစ်ခုကြာတဲ့အခါမှာတော့ Garrett ဆိုတဲ့လူတစ်ယောက်ကလေလံပစ္စည်းအဟောင်းလေလံပွဲမှာ Offnet Crystal ကိုမထင်မှတ်ပဲရသွားခဲ့ပါတယ်။သူကတော့တန်ဖိုးမရှိတဲ့ပစ္စည်းတစ်ခုလို့သာထင်နေခဲ့ပါတယ်။သူလေလံပွဲကနေပြန်နေရင်လမ်းမှာကားပြတ်သွားလို့စိတ်ညစ်နေခဲ့ပါတယ်။ထိုချိန်မှာပဲထိုမျိုးလေးကို Natalie နဲ့ Henry ဆိုတဲ့မောင်နှမနှစ်ယောက်ပြောင်းလာခဲ့ပါတယ်။ Henry ကတော့အငယ်ဖြစ်ပြီးတီထွင်ဖန်တီးရတာကိုသဘောကျတဲ့လူငယ်တစ်ယောက်ပါ။ Natalie ကတော့သူ့မောင်လေးကိုအမေတစ်ယောက်လို view side လုံးနဲ့အမတစ်ယောက်ဖြစ်ပါတယ်။သူတို့နှစ်ယောက်မြူထဲကိုရောက်တာနဲ့သူတို့ကို Dawn ဆိုတဲ့အမျိုးသမီးတူကစောင့်ကြိုနေခဲ့ပါတယ်။ပြီးတော့ Dawn က Natalie ကိုသမီးအမေကြောင့်ကြားတာစိတ်မကောင်းပါဘူးလို့နှစ်သိမ့်နေခဲ့ပါတယ်။နောက်တနေ့မနက်မှာတော့ Natalie ကအလုံးမသွားခင်သူ့မောင် Henry ကိုကြောင်းသွားဖို့လိုအပ်တာတွေလုပ်ပေးခဲ့ပါတယ်။ကျောင်းမှာတငယ်ချင်းအစ်တွေနဲ့စားဖို့ဆိုပြီးပီဇာတွေအများကြီးထည့်ပေးလိုက်ပါသေးတယ်။ Henry ကတော့ကျောင်းကိုသွားတဲ့လမ်းမှာ Garrett ရဲ့ store ဆိုင်လေးကိုတွေ့လို့ဝင်ကြည့်ခဲ့ပါတယ်။အထဲမှာထူးထူးခြားခြားတော့မတွေ့ခဲ့ပါဘူး။တကယ်တော့ Garrett က game ဆော့ရတာဝါသနာပါသူတယောက်မလို့ game နဲ့ဆိုင်တာကိုပဲ Henry ကိုပြပေးခဲ့ပါတယ်။ Henry ကလည်းသူ့မှပေးထားတဲ့မုတ်တွေအကုန် Garrett ကိုပေးပြီးကျောင်းကိုသွားခဲ့ပါတယ်။ကျောင်းရောက်တော့ကျောင်းဆရာမကြီးကအတန်းလိုက်ပြပေးပါတယ်။ပထမဆုံးအတန်းချိန်ကပကြီးအတန်းမို့လို့ကျောင်းသားတွေကိုပကြီးဆွဲခိုင်းပါတယ်။ Henry ကတော့ငါပြောသည်ကို jackpot လွယ်ထားတဲ့ပုံဆွဲနေတယ်။ဆရာကတွေ့ပြီးတဘာဝပုံအတိုင်းသာဆွဲဖို့ပြောလိုက်ပါတယ်။ဘေးကအတန်းဖော်တွေကလည်း Henry ကိုအဲ့လိုပုံတကယ်အလုံးမဖြစ်ဘူးပြောလို့လက်တွေ့ jackpot တစ်ခုလုပ်ပြခဲ့ပါတယ်။ပြဿနာ jackpot ကစနစ်တစ်ခုခုမှာယွင်ပြီးသူ့အမှအလုပ်လုပ်တဲ့အာလူးကျော်စက်ရုံပေါ်ပြုတ်ကျသွားခဲ့ပါတယ်။ကျောင်းဆရာမကတော့ Henry ကိုခေါ်ပြီးကျောင်းထုတ်လို့ရကြောင်းမိဘကိုခေါ်ခဲ့ဖို့ပြောပါတယ်။ Henry လည်းသူ့အမကိုဖုန်းခေါ်တာမရတာနဲ့ Garrett ကိုလှမ်းပြီးဦးလေးနေရာကဟန်ဆောင်ပေးဖို့ပြောခဲ့ပါတယ်။ Garrett ကလည်းအစကညင်းမိမယ် Henry ကပတ်စံပေးမပြောခဲ့တာကြောင့်ကားနဲ့ကျောင်းကိုလာခေါ်သွားပါတယ်။ဆရာမကလည်း Garrett ကိုသဘောကျနေခဲ့ပါတယ်။ Garrett ကတော့ဒီတိုင်းပဲကားမောင်းပြီး Henry ကိုသူ့ဆိုင်ကိုခေါ်သွားခဲ့ပါတယ်။ Henry လည်းဆိုင်ကပစ္စည်းတွေကိုတေချာကြည့်ရင် Offnet Crystal ကိုတွေ့ခဲ့ပါတယ်။ထိုပစ္စည်းအောက်မှာ Steve ရေးထားတဲ့စာတစ်စောင်ကိုပါတွေ့ခဲ့ပါသေးတယ်။ရေးထားတဲ့စာကတော့ Offnet Crystal ကိုလုံးဝသွားမပေါင်းစည်းစေဖို့ရေးထားတာဖြစ်ပါတယ်။ထိုချိန်မှာပဲ Henry ကနောက်ပြောင်ရေးထားတဲ့ထင်ပြီးထိုအရာနှစ်ခုကိုပေါင်းစည်းလိုက်ပါတယ်။ထိုချိန်မှာတော့ overwall ရဲ့ portal ကနောက်တစ်ချိန်ပြန်ပွင့်သွားပြီဖြစ်ပြီး Henry က Garrett ကို Crystal ကသူ့ကိုနေရာတစ်ခုကိုဆွဲခွန်နေတယ်လို့ပြောခဲ့ပါတယ်။ Henry ရဲ့အမ Natalie ကတော့သူ့မောင်အိမ်ပြန်မလာသေးလို့စိတ်ပူနေခဲ့ပါတယ်။ Natalie ကတော်တော်စိတ်ပူသွားပြီးဒေါင်းကသူလိုက်ပို့ပေးမယ်ပြောပြီးနှစ်ယောက်သားတူမိုင်းကိုထွက်လာခဲ့ပါတယ်။အထဲရောက်ချိန်မှာတော့ overwall ရဲ့ portal ရဲ့ Henry နဲ့ Garrett ကိုပါသူတွေ့လိုက်ရပါတယ်။ထို့နောက် Henry ကတော့ portal ထဲကိုဆွဲခေါ်တာခံလိုက်ရပါတယ်။ထိုချိန်မှာပဲကြံခဲ့တဲ့သူတွေလည်းမတတ်နိုင်တော့ပဲ Henry ဝင်သွားတဲ့ portal ထဲကိုလိုက်ဝင်ခဲ့ကြပါတော့တယ်။ overwall တွေကိုရောက်လာတဲ့သူတို့၄ယောက်လုံးကတော့ပတ်ဝန်းကျင်ကိုအံ့ဩစွာနဲ့ပဲကြည့်နေခဲ့ပါတယ်။သူတို့ရဲ့ဘဲဘက်မနီးမဝေးမှာတော့4000အတုံးပုံစံရှိတဲ့သိုးတစ်ကောင်ကိုတွေ့ခဲ့ပါတယ်။ Garrett ကတော့ game ထဲမှာ player တွေကိုတာဝန်ပေးတဲ့သိုးလေးလို့ထင်ပြီးစကားတွေတော့ပြောနေခဲ့ပါတယ်။ Dawn ကတော့အဲ့လိုပြောတာအလုံးမဖြစ်ကြောင်းနဲ့ Garrett ပြောတာတခုမှသိုးလေးကနားမလည်ကြောင်းကိုရှင်းပြနေခဲ့ပါတယ်။ထိုချိန်မှာပဲသူတို့၄ယောက်ရဲ့အနောက်ဖက်နားကတစ်ပေတပင်အောက်မှာ overwall တွေကရွာသားလေးတယောက်ကသူတို့ကိုကြည့်နေခဲ့ပါတယ်။ overwall နဲ့အပြင်ကဘာချိတ်ဆက်ထားတဲ့ portal ကိုလည်းစိတ်ဝင်စားကြည့်နေခဲ့ပါတယ်။ခဏကြာတော့ရွာသားလေးလည်းဆက်စုကျင်သိကြောင်း portal တွေကိုဝင်မိရာကနေပြင်ပလူသားတွေနေတဲ့ကဘာကိုရောက်သွားခဲ့ပါတယ်။ Dennis ကတော့ overwall portal ကြီးပွင့်သွားပြီဆိုတာသတိထားမိပြီးသူ့သခင် Steve ရှိရာသို့အပြေးလွှားလာနေခဲ့ပါတယ်။တစ်ဖက်မှာတော့ Garrett ကပတ်ဝန်းကျင်ကိုဆက်လက်လေ့လာရင်ချက်ချင်းကောင်းကင်ကြီးကမောင်းမိုင်းသွားခဲ့ပါတယ်
Overwatch မှာနင်းညအပြောင်းလဲကမိနစ်20သာကြာမြင့်တာမလို့ထူးဆန်းမှကျင်းအတန်တချို့ကိုစတင်ကြားရပါတော့တယ်။ Garrett ကတော့ဘာမှစိတ်မပူဘူးပြောရင်ခဏကြာတော့ Overwatch ရဲ့ monster တွေဖြစ်တဲ့ skeleton ကိုတွေ့ခဲ့ရပါတယ်။ skeleton တွေက Garrett တို့ကိုမြားတွေနဲ့စတင်ပစ်ခတ်တာကြောင့်သူတို့၄ယောက်သာပြေးကြရပါတော့တယ်။ Garrett ကတော့ပြေးရင်းနဲ့ဂျိုင်းခွက်လေးတွေကျသွားခဲ့ပါတယ်။ Henry ကတော့ပြေးရင်တစ်ပင်တစ်ပင်ကိုဝင်တိုက်မိရာကနေ Overwatch ရဲ့အဓိကဖြစ်တဲ့အတုံးတွေကိုစိတ်ကြိုက်ဖန်တီးနိုင်တာကိုသိရှိသွားခဲ့ပါတယ်။ Garrett တယောက်ကတော့မြေကြီးကိုလမ်းဖောင်ရင်ပြေးနေခဲ့ရပါတယ်။ Henry တို့ကတော့အတုံးတွေနဲ့ခံတက်ပုံစံလေးစတင်ဆောက်ပြီးအပေါ်လက်ကနေ Garrett ကိုစောင့်နေခဲ့ပါတယ်။ Henry ပြေးရင်ပြုတ်ကျကြံခဲ့တဲ့ Crystal ကတော့သူတို့ခံတက်အနီးနားမှာပါ။ထိုအချိန်မှာပဲ Garrett ကတောအုပ်ဘက်ကနေထွက်ပြေးလာခဲ့ပါတယ်။ Henry တို့ကလည်းခံတက်ထဲဝင်ခဲ့ဖို့လှမ်းအောင်ပြောပါတယ်။ Garrett ကတော့ Henry ကြကြံခဲ့တဲ့ Crystal ကိုကောက်ယူလိုက်ပါတယ်။ကံမကောင်းစွာနဲ့ပဲ Crystal က skeleton တကောင်ပစ်လိုက်တဲ့ညနဲ့ထိပြီးပျက်စီးသွားတာကြောင့် Overwatch နဲ့ပြင်ပကဘာကိုချိတ်ဆက်ထားတဲ့ portal လည်းနောက်တစ်ချိန်ပြန်ပိတ်သွားခဲ့ပါပြီ။ Garrett လည်း off အတုံးလေးကိုပဲကင်ပြီးခံတက်တဲကိုပြေးဝင်ဖို့ Henry တို့ကိုပြောခဲ့ပါတယ်။ထိုအချိန်မှာပဲ Henry ကပိတ်ထားတဲ့ဝင်ပေါက်ကိုဖွင့်ပေးပြီး Garrett ကိုအထဲကိုဆွဲခေါ်ခဲ့ပါတယ်။ကံမကောင်းစွာနဲ့ပဲ Creeper တကောင်လက်ချက်နဲ့ခံတက်ဝင်ပေါက်ကပျက်စီးသွားပါတယ်။ Zombie တွေကလည်းထိုဝင်ပေါက်ကနေတစ်ဆင့်ခံတက်ပေါ်ကိုအကုန်တက်လာခဲ့ကြပါတော့တယ်။တစ်ဖက်ကနယ်သားမှာတော့ Megosha က Off က Overwatch ကိုပြန်ရောက်နေပြီဖြစ်ကြောင်းပြောပြီးဖမ်းခံထားရတဲ့ Steve ကို Off ကိုသူ့စီယူလာပေးဖို့ပြောပါတယ်။ကိစ္စဖောက်မယ်ဆိုရင်တော့ Steve တငယ်ချင်းခွေးလေး Dennis ကိုတတ်မယ်ဆိုပြီးပြောတာကြောင့် Steve လည်း Off ကိုယူပေးဖို့လက်ခံလိုက်ရပါတယ်။ထိုချိန်မှာပဲ Zombie တွေနဲ့တိုင်ပတ်နေတဲ့ Henry တို့စီကို Steve ကရောက်လာပြီး Zombie တော်တော်များများကိုတယောက်တည်းပြန်ချလိုက်တာကြောင့် Garrett တို့ကအံ့ဩနေပါတယ်။ထိုချိန်မှာပဲရုတ်တရက်ကောင်းကင်ကလင်းလာပြီးနေဘက်ပြန်ရောက်သွားပြန်ပါတယ်။ Monster တွေလည်းအကုန်နေပူတန်ကြောင့်မီးလောင်သွားခဲ့ပါတယ်။ထိုချိန်မှာပဲ Steve က Garrett တို့ကိုသူက Steve ဖြစ်ကြောင်းနဲ့ Overwatch မှာသူတီထွင်ထားတဲ့အရာတွေရှိကြောင်းပြောပါတယ်။ပြီးတော့ Off ကိုသူ့ကိုပေးဖို့တောင်းပါတယ်။ Garrett ကတော့ယုံရတာမဟုတ်လို့မပေးနိုင်ကြောင်းနဲ့ Off ကသူတို့အိမ်ပြန်ဖို့လိုကြောင်းပြောပါတယ်။ Natalie ကတော့ Crystal က Garrett ကြောင့်ပျက်စီးသွားတာမလို့အိမ်ပြန်လို့မရတဲ့အကြောင်းပြောပါတယ်။ထိုစဉ် Steve က Crystal ကပဲ portal ကိုပြန်ဖွင့်ပေးနိုင်မှာဖြစ်ကြောင်းနဲ့နောက် Crystal တစ်ခုပဲမှရှိနေကြောင်းသူသိတယ်လို့ပြောလိုက်ပါတယ်။ Garrett တို့လည်းရွေးချယ်စရာမရှိပဲ Steve နောက်ကိုသာလိုက်ကြရပါတော့တယ်။ Steve ကတော့ Garrett တို့ကိုရွာကိုခေါ်သွားခဲ့ပါတယ်။တာမန်အိမ်လေးတွေကတော့ရွာသားတွေစောက်ထားတာဖြစ်ပြီးအဆောက်အဦအလန်းတွေကတော့သူစောက်ထားတာဖြစ်ကြောင်းပြောရင်း Henry ကိုလည်းမင်းရဲ့ပထမဦးဆုံးခံတက်ပုံစံကတော်တော်မိုက်တယ်လို့ပြောခဲ့ပါတယ်။ထိုအချိန်မှာပဲနေသား Megosha ကလည်း Steve တစ္ဆာဖောက်သွားပြီဖြစ်ကြောင်းနဲ့သူ့နောက်ကိုလိုက်ဖို့ Piglin တမှုကိုအမိတ်ပေးလိုက်ပါတယ်။ပြီးတော့ Zombie တွေမဖြစ်အောင်ကာကွယ်ဖို့လည်းဆေးပေးလိုက်ပါတယ်။ Piglin တွေက Overwatch မှာကြာနေရင် Zombie ဖြစ်သွားကြတာမလို့ကြိုတင်ကာကွယ်ဖို့ဆေးတစ်မျိုးတောက်ခိုင်းထားတာဖြစ်ပါတယ်။ Steve ကတော့ရွာလေးမှာပဲ Henry တို့ကိုလာဘာနဲ့ကြက်ကန်လောက်တာကိုပြနေခဲ့ပါတယ်။ပြီးတော့ Crystal ကိုသွားယူရမယ့်နေရာက Woodland Mansion မှာဖြစ်ကြောင်းပြောပြပါတယ်။ပြီးတာနဲ့သူစုဆောင်းထားတဲ့ပစ္စည်းတွေကိုထုတ်ပြပါတယ်။ပစ္စည်းတွေကို craft လို့ရတဲ့ crafting table လေးကို Henry နဲ့ Garrett တို့ကိုခေါ်ပြပါတယ်။ပြီးတော့ဓာတ်တစ်ချောင်းကိုအစမ်း craft ပြလိုက်ပါတယ်။ Henry ကတော့သူလည်းစမ်းကြည့်လို့ရမလားဆိုပြီးမေးတာနဲ့ Steve ကလည်းလုံးဝတိကျစမ်းကြည့်လို့ရကြောင်းပြောလိုက်ပါတယ်။ Henry ကတော့သူ့မှာရှိတဲ့ပစ္စည်းအစုံကိုထည့်ပြီး craft လိုက်တာတနက်ပုံစံရှိတဲ့လေကိုအသုံးပြုပြီးပြစ်လို့ရတဲ့လက်နက်တစ်မျိုးကိုရရှိခဲ့ပါတယ်။ Garrett ကတော့စမ်းကြည့်ရင်ပေါက်ရရတာ craft လို့ရခဲ့ပါတယ်။ဒီလိုနဲ့ပဲရွာကို Megosha လွတ်လိုက်တဲ့ Piglin တွေမထင်မှတ်ပဲရောက်လာခဲ့တာကြောင့် Steve တို့လည်းပြန်ခုခံရင် Natalie နဲ့ Dawn နဲ့တစ်ဖွဲ့ Steve, Garrett နဲ့ Henry တို့ကတစ်ဖွဲ့စီလူစုကွဲသွားခဲ့ကြပါတယ်။သူတို့၄ယောက်လုံးသွားမယ့်နေရာ Woodland Mansion ဖြစ်တာမလို့ထိုနေရာမှာပဲစုံကြဖို့ဆုံးဖြတ်လိုက်ကြပါတယ်။ထိုစဉ်ပြင်ပကဘာကိုရောက်သွားတဲ့ရွာသားလေးကတော့ကားလမ်းပေါ်တက်ပြီးလမ်းလျှောက်ရင်ကားတိုက်ခံလိုက်ရပါတယ်။တိုက်လိုက်တာကတော့ Henry ရဲ့ကျောင်းဆရာမကြီးကားဖြစ်ပြီးကျောင်းဆရာမကြီးကရွာသားကိုမြင်မြင်ချင်းချစ်မိသွားပါတယ်။ဘယ်နေရာများထိခိုက်သွားလဲလို့မေးပေမဲ့ရွာသားကတော့စကားတစ်လုံးမှပြန်မပြောတတ်တာကြောင့်ဒီတိုင်းပဲကြည့်နေပါတော့တယ်။ဒါနဲ့ကျောင်းဆရာမကြီးလည်းရွာသားနဲ့အတူညစာစားဖို့ဆိုပြီးဆိုင်ကိုခေါ်ပြီးညစာအတူထိုင်စားခဲ့ကြပါတယ်။ Overwatch မှာတော့ Steve တို့၃ယောက်ဟာ Woodland Mansion နဲ့တော်တော်နီးကိုရောက်ရှိနေကြပါပြီ။ Steve ကတော့အရှိကမြင်နေရတဲ့တောင်ကိုကျော်ရင် Woodland Mansion ကိုရောက်မှာဖြစ်ကြောင်းပြောပြနေပါတယ်။ Garrett ကတော့မြေကြီးကနေလမ်းဖောက်သွားခြင်းနေခဲ့ပါတယ်။အကြောင်းကတော့မိုင်းတွင်းတွေကယတနာတွေကိုလိုချင်တာကြောင့်ပါ။ Steve ကတော့လမ်းဖောက်သွားတာပူကောင်းတယ်လို့ဆိုကမိုင်းတွင်းမှာဝင်ရောက်ဖြတ်သွားကြပါတယ်။ထိုစဉ်နယ်သားမ Megosha က Piglin တမှုတောင်ကိုမကြေနိုင်တဲ့အတွက်ဒေါသထွက်နေခဲ့ပါတယ်။အထူးတပ်သားအနေနဲ့ Piglin Monster အကောင်ကြီးကိုလွတ်ဖို့ပြင်ဆင်နေပါတယ်။ Steve က Henry တို့ကိုစိန်နေသိမ်းထားတဲ့အခန်းထဲကိုခေါ်သွားပြပါတယ်။ Garrett ကတော့စိန်တွေကိုမြင်တာနဲ့ရသလောက်တည်ဖို့လုပ်ပါတယ်။ Henry ကတော့သူ့အမ Natalie နဲ့ Dawn တို့အန်နီရရှိနေတာကြောင့်စိန်တွေကအရင်ကြီးကြောင်းပြောပါတယ်။ Garrett ကလည်းသူကမွဲနေတာကြောင့်စိန်တွေကိုလိုအပ်ကြောင်းပြောပါတယ်။ထိုအချိန်မှာပဲ Megosha လွတ်လိုက်တဲ့ Piglin Monster ကြီးက Steve တို့ရှိရာနေရာကိုရောက်ရှိလာခဲ့ပါတယ်။မိုင်းထဲကနေလွတ်မြောက်ရင် Creeper ရဲ့အကူအညီနဲ့အပြင်ကိုရောက်ရှိပြီး Woodland Mansion ကိုတွေ့ခဲ့ကြပါတယ်။ Natalie နဲ့ Dawn ကတော့တောအုပ်ထဲမှာလမ်းပြောင်းနေခဲ့ပါတယ်။ထိုအချိန်မှာခွေးလေးတစ်ကောင်ကိုတွေ့တာနဲ့ Dawn ကအယိုးတစ်ခုကိုကျွေးလိုက်တာကြောင့်ခွေးကလေးက Natalie နဲ့ friend ဖြစ်သွားခဲ့ပါတယ်။
ခွေးလေးရဲ့နာမည်ကိုကြည့်လိုက်တဲ့အချိန်မှာတော့ Dennis ဆိုတဲ့ Steve ခွေးလေးဖြစ်နေတာသိရပြီး Steve တို့ရှိရာကိုသွားဖို့လမ်းစာရသွားခဲ့ပါတယ်။ Steve ကတော့ Woodland Mansion ကိုဝင်ဖို့အကြံထုတ်နေခဲ့ပါတယ်။ Steve နဲ့ Garrett တို့ကအောက်ဆုံးထပ်မှာရှိတဲ့ Vindicator တွေကိုအာရုံလွှဲဖို့တာဝန်ယူလိုက်ကြပါတယ်။ Henry ကိုတော့ Crystal ကိုသွားယူဖို့ပြောပြီးတစ်ခုမှားလိုက်ပါတယ်။အဲ့ဒါကတော့ Anna ရဲ့မျက်လုံးကိုလုံးဝမကြည့်မိဘူးပါ။အစာပိုင်းကတော့အဆင်ပြေနေပေမဲ့ Garrett တို့က Chicken Jockey နဲ့တွေ့ပြီးတော်တော်အခက်အခဲတွေ့ခဲ့ပါတယ်။ Henry ကတော့ Crystal ကိုယူနိုင်ခဲ့ပေမဲ့ Anna ကိုကြည့်မိခဲ့ပါတယ်။ဒါပေမဲ့အာယုံပြောင်းနိုင်ခဲ့ပြီး Anna ရဲ့စိတ်တွေကိုထွေပြားစေတဲ့အာယုံကနေလွတ်မြောက်ပြီး Anna ကိုတတ်ပြီး Underpair ကိုလည်းရရှိခဲ့ပါတယ်။ထိုးစဉ်မဲကိုရှာရောက်လာပြီးတိုက်ခတ်တာကြောင့် Garrett က Henry နဲ့ Steve ကိုလွတ်အောင်လုပ်ပေးလိုက်ပြီးသူကိုယ်တိုင်ကတော့ကြံခဲ့လိုက်ပါတယ်။ Henry နဲ့ Steve လည်းနေသားကနေမဲကိုရှာတို့ဘက်ကပါလာတဲ့ Guts ဆိုတဲ့မိုးပြန်ပူပေါင်းပုံနဲ့အကောင်ကြီးကိုစီးပြီးထွက်သွားခဲ့ကြပါတယ်။ Off ကိုတော့မဲကိုရှာကပဲရသွားခဲ့ပါတယ်။ Henry နဲ့ Steve က Guts ကိုစီးပြီးလွတ်မြောက်ခဲ့ပေမဲ့ Guts ကဒဏ်ရာကြောင့်စက်မပြန်နိုင်တော့ဘဲပြုတ်ကျသွားပါတယ်။ Henry နဲ့ Steve လည်းသတိလစ်သွားပြီးနိုးလာတော့မှုကိုအိမ်ပုံစံစောက်ထားတဲ့နေရာလေးမှာနိုးလာခဲ့ပါတယ်။တကယ်တော့ Natalie တို့ရဲ့အိမ်လေးဖြစ်ပြီး Dennis ကြောင့်သာ Steve တို့ကိုရှာတွေ့ခဲ့ကြောင်း Dawn ကပြောပြပါတယ်။တစ်ဖက်မှာတော့မဲကိုရှာကနေသားနဲ့ Overwall ကို Off ကိုတုံးပြီးချိတ်ဆက်လိုက်ပြီးနေသားလေးက Big Clinic အကုန်လုံးကို Overwall ကိုအုပ်ချုပ်ဖို့ခေါ်လိုက်ပါတယ်။ဒါကိုမြင်သွားတဲ့ Steve တို့ကလည်းတိုက်ပွဲစတော့မှဖြစ်ပြီးလိုအပ်တာတွေပြင်ဆင်ဖို့ပြောပါတယ်။အားလုံးပြင်ဆင်ပြီးတဲ့အခါမှာတော့ Steve တို့၄ယောက်ကမဲကိုရှာရှေ့ရသို့သွားပြီးတိုက်ခိုက်ဖို့ပြင်ပါတယ်။ Henry ကတော့ Iron အနေနဲ့ Iron Golem စစ်တပ်ကြီးလုပ်ခဲ့ပါတယ်။မဲကိုရှာကတော့ Iron Golem ဆိုတာသူတို့ကိုမထိရင်ဘာမှမလုပ်ဘူးပြောနေရင်ပဲ Piglin တကောင်ကအရင်ဆုံးညနဲ့လမ်းပြလိုက်ပါတယ်။ထိုအချိန်မှာပဲ Iron Golem တပ်ဖွဲ့ကလည်းစတင်တိုက်ခိုက်ပါတော့တယ်။ Steve ကတော့သူ့ကိုယ်မှာစိန်နဲ့လှုပ်ထားတဲ့ချက်ကအပြည့်နဲ့မဲကိုရှာကိုတိုက်ခိုက်ပါတယ်။ Henry ကတော့နေသားနဲ့ Overwall ကိုချိတ်ဆက်ထားတဲ့ Orb ကိုယူဖို့သူ့မှာရှိတဲ့ Underpair ကိုသူ့တနက်လေးမှာထည့်ပြီးပစ်လိုက်ပါတယ်။ Underpair ကျတဲ့နေရာကို Henry ရောက်သွားပြီး Orb ကိုယူနိုင်ဖို့ကြိုးစားပါတယ်။ထိုချိန်မှာပဲ Piglin Monster လက်ချက်နဲ့ Henry ဟာ Portal ပေါ်ကနေပြုတ်ကျသွားခဲ့ပါတယ်။ထိုချိန်မှာပဲအားလုံးသေပြီလို့ထင်ထားတဲ့ Garrett ကမသေသေးပဲ Gas ကိုမောင်းက Henry ကိုပါဝင်ကယ်လိုက်ပါသေးတယ်။ပြီးတော့ Gas ကမီးလုံးများနဲ့ Portal ကိုပစ်လိုက်က Off ကိုယူနိုင်ခဲ့ပြီး Nether Portal ကိုလည်းပိတ်နိုင်ခဲ့ပါတယ်။ထိုချိန်မှာတော့ Piglin တွေက Zombie အဖြစ်စတင်ပြောင်းလဲကြပြီးနေပူဒဏ်ကြောင့်ပဲမီးလောင်ပြီးသေဆုံးသွားခဲ့ကြပါတယ်။မဲကိုရှာလည်းတော်တော်အားနည်းသွားပြီး Steve အနိုင်ယူတိုက်ခိုက်တာကိုခံလိုက်ရပါတယ်။နောက်ဆုံးမှာတော့တာယာလှပတဲ့ Overwall လေးကိုပြန်လည်ရရှိခဲ့ပြီး Garrett, Henry, Natalie နဲ့ Dawn တို့ကတော့ပြင်ပကဘာကိုပြန်တော့မှဖြစ်ကြောင်း Steve ကိုပြောကလိုက်ခဲ့ဖို့ခေါ်ပါတယ်။ Steve ကတော့ Overwall မှာသူတိဆောက်ချင်တာတွေရှိသေးကြောင်းပြောရင်းနဲ့နောက်ဆုံးမှာတော့သူ့မူးရဲ့မြေကဘာမှာလည်းသူစိတ်ကြိုက်ဖန်တီးနိုင်ကြောင်းတွေးပြီးပြင်ပကဘာကိုပဲပြန်လိုက်ခဲ့ပါတော့တယ်